ဒီနေ့မှာတော့တဘာဝတရားရဲ့လှပမှုတွေနောက်ွယ်ကကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားတစ်ခုကိုတင်ဆက်ပေးသွားမှာပါတောရိုင်းထဲမှာအသက်ရှင်ဖို့အတွက်တစ်ဖက်လူကတေးပေးရမယ်ဆိုတဲ့စီးမြင့်ထက်ပိုဆိုးတာကမသေးမချင်းအရှင်လက်လက်အစားခံရပါတောခွေးရိုင်းတစ်ကောင်ဟာသူ့ရဲ့သားကောင်ဖြစ်တဲ့ထရဲကိုအရှင်လက်လက်ဝမ်းမြူနေတာဖြစ်ပါတယ်သားကောင်ရဲ့အသားတွေကိုခက်စိတ်စိတ်ကိုက်ဖြတ်နေတာဟာတကယ်ကိုတွေးပြက်စရာပါဒါပေမဲ့ဒီနေရာမှာတကယ်အံ့ဩဖို့ကောင်းတာကထရဲပါပဲသူ့ရဲ့ကိုခနာအစိပ်ပိုင်းတချို့အစားခံနေရပြီဖြစ်ပေမဲ့သူဟာအရှုံးမပေးဘဲမတ်တက်ထပြီးရက်ဖို့ကြိုးစားခဲ့ပါတယ်ဒါဟာတေဂာနီးမှာပြတ်တက်လိုက်တဲ့သားကောင်ရဲ့ဆွဲမှန်ပါပဲပါလို့ဒီလောက်အထိအညံ့ခံနေရတာလေလို့မေးခွန်းထုတ်เสียဖြစ်လောက်အောင်ကိုဒီမြင်ကွင်းကရင်းနှင်းเสียပါခဏကြာမှာတော့အခြေအနေကပိုဆိုးလာပါတယ်တောခွေရိုင်းအပြင်အာဖရိကတောခွေးအုပ်စုပါရောက်ရှိလာပြီးသားကောင်ကိုဝိုင်းဝန်းကြိုက်ခဲကြပါတယ်တောခွေးတွေရဲ့ထူးခြားတဲ့တစီစီအော်တန်တွေဟာမြန်လာတာနဲ့အမျှအမဲလိုက်ပွဲကလည်းပိုပြီးကြမ်းတမ်းလာပါတယ်သူတို့ဟာအုပ်စုလိုက်နဲ့အငမ်းမရဝါမျိုးနေကြတာပါတဘာဝတရားဟာတခါတရံမှာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ရက်ဆက်ကြမ်းကြုတ်လုံးပါတယ်အားလုံးပဲအခုလိုတဘာဝတောရိုင်းလောကရဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်